လူစပင်ကဟုတ်တယ်အသက်လောက်လိုက်တာပုံအသက်ချိန်တာဒါပေမဲ့သူကငကိုပါလာတဲ့ပစ္စည်းတစ်ခုကအပို့ပါတယ်သူကစက္ကန့်ပေါ့စက္ကန့်နေပြန်ပြုတ်ပြန်လောက်ပြီးသားရတယ်ပြန်တော့ခတ်တယ်လို့လူတွေရဲ့ဘာဘယ်လုပ်ငန်းမှမဆိုနှစ်ခါပြန်လောက်ရတဲ့ဟာတွေပိုခတ်တယ်လို့ပြောတဲ့ဟာသိတယ်မလားကြားဖို့နဲ့မလားအဲ့ဒါစပင်ကိုဓာတ်ရိုက်ညွှန်တယ်စပင်ကလောက်ပြီးသားအရာယူပြန်လောက်ကြတာတဘောတော့နှစ်ခါလောက်ကြတာနဲ့တူတယ်အလုပ်ပြီးသားအရာပြန်လောက်ကဖြစ်တော့ငကိုလောက်ထားတဲ့တူချင်းရှည်ချင်းတွေမှာထည့်စင်းစားပေးရတယ်အဲ့ဒါမှအစ်စ်ချက်ချက်ကိုညှက်မယ်ဆိုရင်အဲ့ဒီစပင်ရဲ့ပါလာတဲ့ဒီဂရီနှောက်ရှက်တယ်ဘယ်ပိုင်းမှာနှောက်ရှက်တာ A ပိုင်းမှာပဲနှောက်ရှက်တာဖြစ်ပါတယ် B မှာမနှောက်ရှက်ဟောဆရာ B မှာတူတူနေရော B မှာတူတူနေတူတဲ့ချောင်းနဲ့ B ကစညှက်လိုက်လေသူမနှောက်ရှက်နိုင်ဘူး A မှာဖြစ်နေတဲ့အရာကဆရာတို့ဖြတ်ချမလားမဖြတ်ချအောင်လားစဉ်းစားတာအဲ့ဆရာရဲ့သမီးတို့ကဖြတ်လဲဖြတ်နိုင်တယ်မဖြတ်လဲမဖြတ်တဲ့ပညာကိုရှိတာတဲ့မြင့်ပြီးညံ့ရင်သမီးတို့အောက်ပိုင်းမပြတ်ဘူးသမီးတို့ကအဲ့ဒါရှည်အောင်လုပ်ပေးနိုင်တယ်နှိပ်ပြီးညံ့ရင်အောက်ပိုင်းပြတ်တယ်သမီးတို့အဲ့ဒါတူအောင်လုပ်ပေးနိုင်တယ်နှစ်ခုလုံးတည်ထားတာပဲဆရာဘာကြောက်ဆရာလို့လဲဟုတ်တယ်ရှည်ချင်းတူချင်းတော့ထိန်းချုပ်နိုင်တယ်ဒါပေမဲ့အပေါ်ချောင်းတူချင်းရှည်ချင်းကိုပြန်လုပ်ပြီးသူတို့ဖြစ်သွားတယ်အဲ့ဒါ60နဲ့လာတာသမီး90ဖြတ်လိုက်ဟုတ်တယ်အောက်မတူဒါပေမဲ့ဘာတူသွားတာလဲအဲ့ဒါတုံးတဲ့ဒီဂရီထက်မြင့်တဲ့ဒီဂရီတုံးလိုက်တော့အပေါ်တူသွားတယ်အပေါ်တူရင်အဲ့တူကြောင်းနဲ့ B ကိုဖြတ်ကမဲ့ပြဿနာပေါ်လာတော့မှာ B ကတိုင်း0ဖြတ်မှာမဟုတ်ဒီဂရီတစ်ခုထက်တယ်မှာအဲ့တော့ A ရဲ့အပေါ်ကြောင်းတူလာတဲ့တိုင်းကြောင်းနဲ့တုံးတယ် B ရတဲ့ဒီဂရီတစ်ခုနဲ့သူ့ကိုယ်သူတူအောင်ထပ်လုပ်မယ်ဆိုတဲ့နေရာကျတော့နည်းနည်းခေါင်းရှုပ်သွားပြန်ရောဆိုတော့အဲ့ဒါတွေကို control လုပ်ဖို့ဆရာတို့ကမညက်ခင်တဲ့သပင်ပုံအပြီးစဉ်းစားရတယ်အပြီးတွက်လိုက်ရတယ်အဲ့ဒီသပင်ပုံစံကိုဘယ်နေပိုင်းတော့ဘာဒီဂရီတော့သူကဘယ်နေရာမှာမပြတ်ဘူးအဲ့ချိန်မှာရှည်ထွက်လာမယ်အဲ့ရှည်ထွက်လာတာကိုငါတို့ဘယ်လိုလုပ်မလဲဆိုတာမျိုးတွေတွေ့ရတယ်တူသွားမယ်တူသွားရင်ဘယ်လိုလုပ်မလဲတွေ့ရတယ်โอเคနမူနာအနေနဲ့ပုံတစ်ပုံပြပြမှာမယ်အဲ့ဒါကပေါ်ဆုံးစပင်ကဒီနားလောက်ရှိတယ်ဒီနားလောက်လေထဲမှာပေါ့ဒီနားလောက်ရှိမယ်မေးစီအောက်လောက်မှာရှိတယ်အောက်စပင်ကပခုံးတတလေးလက်လေးလုံးအောက်မှာကြာတယ်ပခုံးရဲ့လက်လေးလုံးအောက်မှာကြာတယ်အဲ့စပင်ပုံနဲ့ဆိုတာလူတွေကလိုက်ဖတ်တယ်သမီးခုရှိတဲ့စပင်ပုံတော့ပေါ့အဲ့ပုံတော့ဆိုလိုက်ဖတ်တယ်အဲ့ဒီပုံနဲ့လာပြီဆိုရင်ဆရာတို့စပင်ပုံပြောင်းကျင်လို့ပြောတယ်အောက်ကမတူချင်လို့ပြောတယ်ပို့ခတ်သွားတယ်တက်ကနေ့ရအောက်ကမတူအောင်တော့ဒါမြင်းတဲ့ဒီကတိပြီးသားဒါပေမဲ့အဲ့တဲ့အောက်စပင်ကသမီးလိုမျိုး135သုံးနာခဲ့ရင်ကောသမီးဟုတ်ကဲ့သမီးကိစ္စပါသမီးလိုမျိုး135သုံးနာခဲ့ရင်မတူချင်ညက်ကမဲ့ဒီကနံပါတ်ဘယ်လောက်ဖြစ်သွားမလဲမတူချင်း180ကိုညှက်ပါမှာ A ပိုင်းမှာ180ကိုညှက်မယ်ဆိုရင် A ပိုင်းရဲ့အပေါ်ကြောင့်အတော်တူတက်တော့အဲ့တူတက်တာနဲ့ B ပိုင်းရဲ့ဒီနားလောက်ထိပဲရှိတဲ့စပင်ကိုတိုင်းဖြတ်ဖို့တစ်ခုခုစဉ်းစားတော့မယ်ဆိုနေတဲ့ဟာပဲစဉ်းစားတာအဲ့မှာသမီးပဲချင်းစပင်ညံ့ညံ့ဘောကုန်မလို့ချင်းဆိုရင်သမီးရဲ့အပုံစံပဲအမြဲရနေပါနည်းနည်းလေးပဲပြောင်းလို့ရဟိုတိုတီတိုဟိုချွန်တီချွန်ပဲပြောင်းလို့ရတယ်သမီးစပင်ကအမြဲတမ်းအပုံစံလေးပဲရနေရတဲ့အကြောင်းအရာရှေ့စပင်အပေါ်စပင် B စပင်နဲ့ရှေ့စပင်ကတူတယ်အဲ့စပင်ကသမီးကန်တက်ခံလာတာသမီးကအဲ့စပင်ကိုဆက်ရှိနေခြင်းသေးတယ်ဆိုရင်သမီးကအခုပုံစံနဲ့မကွာတဲ့ပုံလေးတွေပဲအောက်မီးလေးတိုးရှည်ကွာနေတဲ့ပုံလေးပဲပြောင်းသွားမှာဖြစ်ပြီအပေါ်စတက်ကိုသမီးကထည့်ခွင့်မရသေးတာဘာကြောင့်ဆိုတော့အပေါ်စပင်ကသမီးရဲ့နောက်ဆုံးနေရာမှာရက်နေပြီအဲ့တော့အဲ့ဒါဆိုင်အောင်လာတယ်အပုံစံနဲ့ပါတယ်မိုက်တယ်ငါတို့တင်ထားတာပဲဆရာနဲ့တင်ထားတာပဲအပေါ်ကြောင်းအောက်မတူအောင်ငါတို့လုံနိုင်တယ်ဆိုရဟုတ်တယ်အောက်မတူအဲ့ဒါအောက်တူလို့မမြင်တယ်လောက်လောက်ရှိတဲ့ဆိုရင်အောက်ထပ်တွင်မင်းကလေးတွေအရှိထားချင်တာတပေါ်နည်းနည်းရှိတော့မရဘူးလေသူကလည်းအတိုင်တောင်းဆိုတော့သူဘက်ကအမှားတော့မဟုတ်တယ်အောက်မတူချင်း theory ကအောက်မတူချင်းမြင့်တဲ့ဒီဂရီညှက်ကမှလက်ရှိညှက်ထားတာသူစပင်ကြဲလေးဆိုကျင်းနေတယ်ဒီဂရီအမြင့်နဲ့ညှက်ထားတာဖြစ်နေတာအနှိမ့်နဲ့ညှက်ထားတာဖြစ်နေတာအမြင့်မှာဆရာတို့အမြင့်ထက်မယ်ဆိုရင်စဉ်းစားကြည့်ဒီဂရီတွေကအာနိုင်ချက်အာတာချက်ထပ်ပေါ်လာတယ်ဒီဂရီအမြင့်တွေကပေါ်စပင်ဖြတ်တာလေအောက်စပင်တော့ဟုတ်တယ်မိုက်တယ်သင်မိတာတိုင်းရပါတယ်ပေါ်စပင်ကျတော့တူတက်သွားမယ်အဲ့ဒါဟာကို control ပြန်လုပ်ဖို့လိုတယ်အဲ့ဒါကိုဘာနဲ့ control လုပ်မလဲဒီဂရီဘာသုံးစားရဘာသုံးစားမရဘူးဒီဂရီမှာအသေးသတ်မှတ်ချက်ရှိသွားတယ်အကူအနေနဲ့ပဲသုံးတာဒီဂရီရဲ့ဘဝထင်တယ်အကူအနေနဲ့သုံးတယ်အောက်ကရေပွဲကိုစဆင်းသွားအဲ့ဒါရေပွဲပုံစံနဲ့လာမယ်ပုံပြောင်းမယ်ဆိုရင်ဘယ်လိုစဉ်းစားကြလဲဒါကြတယ်ဒါပေမဲ့ညက်ဖို့စူးစမ်းတာဒါပေမဲ့မုံတင်တာဒါပေမဲ့အဲ့ဒါလည်းပုံစံအဲ့လိုထွင်ထားတဲ့ပုံစံတစ်ခုလာပြီးတွားလာပဲပါကြတယ်သူ့ရဲ့အထူးရှိတယ်ခံမှန်းခတ်သွားတာတ
တိုင်းကြီးကိုဒီဂရီတိခဲ့တာမှာကိုညက်မဲ့ပုံနဲ့စန့်ကျင်ဘက်တွေသူညှက်တာအဲ့လိုမျိုးဆိုတိတ်ပြီးသားပြင်တာပြတ်ထွက်တဲ့ပုံစံနဲ့မတူဘူးပုံပြတ်သွားတာအဲ့တော့ဆရာတို့ပညာပကြီးပညာလို့ဟာမျိုးလည်းမတူပကြီးပညာရတယ်ဖြည့်ရဖြည့်ပြီးသွားရင်တော့သူပြန်နှုတ်လို့တော့မရဘူးဒါပေမဲ့ဖြည့်နေတယ်သူကတိုးတက်သွားဖို့ပဲရှိတယ်ပကြီးပညာသင်ကြည့်ကြာလေတော်သွားလို့ပဲရှိတယ်သူကစုပ်ပြတ်သွားတာမရှိဘူးကွာဒီနေ့ခဲစားချစ်တက်ပြီဆိုနောက်နေ့ခဲချစ်တက်နေတော့မယ်ခဲလုံးဝမချစ်တတ်တော့ဘူးခဲချစ်တဲ့ပုံမှားသွားတယ်ဆိုတော့တော့မရှိဘူးသူကပညာတော်တော်များလို့ရှိတယ်သင်တန်းနေနဲ့တက်သွားပြီဆိုတော့နောက်နေ့အဲ့တက်တဲ့ဟာအတိုင်ကြံခဲ့တယ်မမှားဘူးစပင်ပညာမရအောင်သမီးတင်ထားတဲ့အရာတွေအကုန်လုံးပြတ်သွားတယ်သမီးတည်ထားတဲ့အရာတွေအပုံမှာမှားသွားတယ်သွားတာပဲအစပင်ကုန်ပြတ်သွားတယ်အဲ့ဒါပဲချိန်မျိုးမှဖြစ်တယ်ဆိုတာအနေများတဲ့စပင်လို့ဆရာအမြဲပြောနေတယ်အဲ့ဒါတူတဲ့စပင်နဲ့လာခဲ့ပြီးတော့မတူချင်မှုထပ်တောင်းရင်ဟုတ်တယ်တူတဲ့လာတဲ့လူကဘာတောင်းမှာလဲတူချင်တယ်လို့ပြောမှာလားမတူချင်ဘူးပြောမှာမတူချင်ဘူးပြောအဲ့ဒီပြဿနာအဆိုးဆုံးပြဿနာစပင်ဟိုလိုညက်မဲ့ဒီလိုညက်မဲ့တောက်ပြောတယ်ဟိုပုံလေးတင်မဲ့ဒီပုံလေးပြဆရာကိုမေးရတယ်ဘယ်လဲဆရာတန်းဆောင်တဲ့အမေးများသောမေးခွန်းတစ်ခုရှိရင်ဆရာဖြေရခက်ဆုံးမေးခွန်းလို့ခေါ်တယ်ဖြေရတော့ရှိရပါဘူးဒါပေမဲ့အဲ့ဆရာမေးခွန်းပြန်ရှင်းပြဖို့နည်းနည်းလေးကြာတတ်တဲ့သဘောရှိတယ်စပယ်ညက်တင်တယ်ဆိုမေးတယ်ဆရာဘယ်နှပုံတင်မှာလဲစဉ်းစားကြည့်ရဘယ်နှပုံရှိတာလဲဆရာတော့မသိဘူးစပယ်ဘယ်နှပုံရှိတယ်ဆရာတော့မသိဘူးမကြမ်းဘူးနော်ညံကောင်းရင်ကောင်းလို့ထောင်နဲ့လည်းချိနေတယ်ညံမကောင်းမကောင်းလို့10ပုံလောက်ပဲတက်နိုင်တယ်10ကနန်းလောက်ပဲရညံအလေလက်ကောင်းကောင်းတယ်ရာကနန်းလောက်တက်နိုင်စပယ်မောဒီရီရဲ့တောင်းနဲ့ထောင်နဲ့ချီပါတာရှိရတဲ့ကနန်းတွေကတလုံးနဲ့ဆို10ခုရှိတာဟုတ်0ကနေ9ထိကကနန်းတစ်လုံးနဲ့ကနန်းနဲ့နှလုံးဖြစ်လာကြည့်ပါလားသူ့ဟိုမှွေတီမှွေရင်းနဲ့100ပြည့်သွား100ရှိတယ်ကနန်းတွေက3လုံးရှိတယ်3လုံးဘာကနန်းတွေ3လုံးရှိတယ်အဲ့3လုံး crossing ဟိုသွားဒီတော့ဟိုဟာနဲ့ဒီကပေါင်းနေရနဲ့ဟိုဟာပေါင်းဟိုဟာနဲ့ဒီကပေါင်းကြည့်လား1000ရှိတယ်စပယ်မှာဒီဂရီ3ခုရှိရတယ်စပယ်မှာ1000ရှိဖို့ကျင်းတည်တော့မှာဒီဂရီနံပါတ်3ခုရှိတယ်အဲ့3ခုဟိုမှွေတီမှွေဟိုဟာနဲ့ဒီကအတွက်ဒီကနဲ့ဟိုဟာနဲ့ဒီကပြန်ပေါင်းပေါ်အရောက်လိုက်အောက်ရောက်လိုက်ဘေးရောက်အဲ့လိုမျိုးပြန်ပေါင်းစပယ်မှာ1000ကနန်းပေါ်သွားအဲ့ဒါမို့ဒီဂရီ3ခုတည်းကို3ပြ180လိုက်အားချောင်းနေရ180အနေများတဲ့အပိုင်းရှိတယ်180ကောင်းတဲ့အပိုင်းကြီးပဲပြောင်းတယ်ဒီဂရီခုတောင်းမယ်ကင်လိုက်ပြီ60ကင်တယ်60ဒီဂရီကတလောက်စတက်တွေရတယ်နော်တော့မှတ်ထားတော့တစ်စင်တော့မဟုတ်ဘူး60ဒီဂရီအားနဲ့ချက်ကိုရှာရတယ်60ဒီဂရီ3ပြုလို့မရတဲ့နေရာအောင်ရှာရတယ်60ဒီဂရီ3လို့မရတဲ့သပင်ပုံစံအောင်ရှာရတယ်60ဒီဂရီကို60မညက်ပဲနဲ့ရတဲ့60ကိုရှာရတယ်အဲ့လောက်ထိသေးစိတ်ဆန်သွားမှာအဲ့ဒီဒီဂရီကင်တဲ့နာဟုတ်ဒီဂရီစပင်ညက်ဒီဂရီရေးကြည့်တယ်ပြောနေကြတဲ့သူတွေတွေ့ဘူးတယ်ရေးကြည့်တာနဲ့ပြီးသွားတယ်ဘာရေးကြည့်တာလဲဘာဟုတ်ကယူဆိုင်ကမှာလဲလေးလာသူတွေကဒါလည်းဘလို့သိမှာနော်တခါတည်းဆရာပြပြတယ်စပင်ညက်ရင်ဒီဂရီကရေးကြည့်တယ်ဆိုတာကမှားသုံးမဲ့နေရာမှာရေးကြည့်တယ်မမှားသုံးအောင်လို့ကျန်တဲ့နေရာမှာဒီဂရီအားပြုတာအနေအရမ်းများတယ်သူရဲ့ type တဲ့အရာတွေအားပြုရတယ်အဲ့ဒီဒီဂရီအရန်အားပြုတဲ့ပြဿနာကစပင်ပုံတွေကိုခြုံပြစ်နိုင်တယ်စပင်ပုံ10ပုံ12ပုံစစ်စွာစပင်12ပုံကလို့အဲ့လိုထပ်မညက်တတာတွေ့ရတယ်ဒီဂရီတွေဟိုချက်ပြီးတော့မလေးလာတဲ့လူတွေဒီဂရီတိုင်းပဲတင်တယ်စပင်ညက်ထားတဲ့လူတော်တော်များများစပင်ညက်လိုက်လေးလာကြည့်စပင်ပုံ12ပုံပဲသူတို့ညက်နေတာတွေ့ရတယ်12ပုံတိရှိတယ်ထူးဆန်းတယ်အဲ့12ပုံနဲ့တော့ညက်တယ်ရှိမှန်းနဲ့သိဘူးအဲ့12ပုံနဲ့လည်းသူကလုံလောက်နေတတ်တယ်သူကဒါလေးနဲ့နော်တို့ပြောတာတော်ချင်းမတော်ချင်းပြောတာမဟုတ်ပါဘူးဘယ်ပညာမဆရာတို့တက်တော်တဲ့လူတွေတပုံနေဆရာတို့ဆက်လိုက်တာတပုံမှာဒါပေမဲ့ကိုယ်တပည့်တွေတွေ့တဲ့ခါမှာအဲ့ဒါတွေကနော်အဲ့လောက်နဲ့မဟုတ်ဘူးဆိုတော့ဆရာတို့ရှင်းပြဖို့အတွက်အဲ့စကားလုံးနဲ့တောင်းကိုတောင်းရမှာတော်တာမတော်တာပြောချင်တာမဟုတ်ဘူး12ပုံနဲ့မကအောင်ထောင်ကနန်းရှိတယ်ဆိုတာအဲ့ထောင်ကနန်းကဘယ်လိုချင်းကပ်မလဲဆိုရင်ဆရာကပြောတဲ့အချက်တွေပေါ့60 step ကိုညှက်လိုက်ရင်60လောက်ရှိတယ်အထူထူလေးဖြစ်တယ်လို့ဘာလို့ညာတို့ချက် standard လို့ဆိုရဲတိထားလူတိုင်းသိတဲ့အသည့်တွေကိုသိတာထက်60 step ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တိချာနားနေရတယ်ဘယ်သူ့ပေါ်မှာညှက်လို့မရအောင်60 step ကို90ပေါ်မှာညှက်ရင်135ပေါ်ညှက်ပဲ180ပေါ်မှာညှက်ရင်လက်လုံးပြတ်သွားမလဲ60ကို90ပေါ်မှာညှက်ရင်လက်နှလုံးပြတ်ထွက်မှာဖြစ်ပြီးတော့135ပေါ်60ညှက်မယ်ဆိုလက်6လုံးပြတ်ထွက်မှာဖြစ်တယ်180ပေါ်မှာ60ညှက်ရင်လက်10လုံးဝန်းကျင်ပြတ်ထွက်သွားမှာတိဖို့လိုတယ်တန်းသိရတာ